ကဲဒီနေ့ညစာလေးကတော့ကျွန်တော်ဒီမှာဝတ်သားစုပြုတ်ဟိုဟာထမင်းပေါင်းပေါ့နော်အဲ့ဒါလေးမှာစားပါတယ်ဒီမှာဒီထဲမှာဝတ်သားသုံးထပ်သားတွေပါတယ်ပြီးဒီမှာအရွက်တီတန်းထည့်ဖို့အတွက်သူတို့ထည့်ပေးထားတာပေါ့နော်ကျွတ်တုံမိတ်တွေကျုပ်ဆိုင်လို့ခေါ်တဲ့မြန်မာနံပင်ပေါ့တရုတ်နံပင်ပေါ့နော်အဲ့လိုမျိုးပါတယ်ပေါ့နော်အဲ့ဒါလေးပါမယ်ပြီးရင်ပါမယ်ဆိုကျွန်တော်ဝတ်သားတီတန်းလေးစားခြင်းတဲ့အတွက်တုံးထပ်လေးအတွင်းကလေးစားလေးကိုတတ်မှာထားပါတယ်ပြီးတော့ငရုတ်တီးပါမယ်ပေါ့နော်ကိုတီးငရုတ်တီးစော်လေးပါမယ်ပြီးရင်ဒါလေးကကြတော့ပဇွန်အချင်းလေးပေါ့နော်ကိုရီးယားပဇွန်အချင်းလေးဖြစ်ပါတယ်ပြီးရင်ပါမလဲဆိုတော့ထမင်းပါမယ်ပြီးရင်ပါမလဲဆိုတော့မုံလာဦးအချင်းလေးပါမယ်ပြီးရင်ပါမလဲဆိုတော့ကင်ချီပေါ့နော်ကိုရီးယားခေါ်တဲ့ကင်ချီမုန်ကြီးချင်းပတ်လေးပါမယ်ဒါလေးဒီနေ့ညအတွက်ညစာသုံးဆောင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးစိတ်ကျန်းမာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတဲ့တက်ရှိကျန်းမာချမ်းသာကြပါစေ